ကိုယ့်ရဲ့ YouTube ဗီဒီယိုတွေကြောင့်ကိုယ့်ရဲ့ဖုန်းကြီးကတအားလေးနေပြီကိုယ့်ရဲ့ storage တွေမှာဒီလိုမျိုး gig တွေတအားပြည့်နေပြီဆိုလို့ရှိရင်ဘယ်လိုလုပ်အောင်လဲဆိုတာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါရှင်ဒီဗီဒီယိုတက်လက်လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ YouTube account ဖွင့်ထားတဲ့ Gmail နဲ့ Gmail password တွေကိုသိထားဖို့တော့လိုအပ်ပါတယ်အရင်ဦးဆုံးကိုယ့်ရဲ့ phone storage တွေထဲမှာဘယ် application ကဘယ်လောက် gig တွေရှိနေပြီလဲဆိုတာကိုအရင်ဆုံးစမ်းစစ်ဖို့တော့လိုပါမယ်ဒီမှာဆိုလို့ရှိရင်ကျမရဲ့ YouTube က 2.34 gig ရှိပါတယ်0.34 gig ကိုကျမကဖြတ်ပြစ်မှာပဲဖြစ်ပါမယ်အရင်ဦးဆုံးဒီဗီဒီယိုကို like လုပ်မယ်ဆိုလို့ရှိရင်ထပ်ပြီးပြပါမယ်ကိုယ့်ရဲ့ YouTube account ဖွင့်ထားတဲ့ Gmail နဲ့ Gmail password ကိုတော့သိထားဖို့တော့လိုပါမယ်ဒီ application ကဖြတ်ပြစ်လိုက်ရမှာပါဖြတ်ပြစ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ Gmail နဲ့ကိုယ့် Gmail password နဲ့ဒီ account တွေကိုပြန်ဝင်မှသာကိုယ့်ရဲ့ YouTube account ကိုပြန်ပြီးတော့ရမှာပါအဲ့တော့တကယ်လို့များတာ Gmail account Gmail password မသိဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုး like မလုပ်ပါနဲ့နော်ဒီမှာ YouTube တွေကိုဝင်လိုက်ပါမယ်ဒီမှာ delete application ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ပြီးတော့ delete လုပ်လိုက်ပါအဲဆိုရင်ကိုယ့်ရဲ့ application ကလုံးဝကိုယ့်ဖုန်းထဲမှာပြတ်သွားမှာပေါ့နော်ပြီးလို့ရှိရင်မှာကိုယ့်ရဲ့ app store တွေကနေမှပြန်ပြီးတော့မှ YouTube ကို download ပြန်ဆွဲပေးပါဒါဆိုလို့ရှိရင်ဒါကျမတို့ YouTube ကို download ပြန်ဆွဲတယ် passport နဲ့ Gmail နဲ့ကို save ထားပေးတာဖြစ်တဲ့ကြောင့်မို့တခါတည်းတန်းပေါ်တာပါတကယ်လို့မ save ထားတဲ့သူတွေဆိုလို့ရှိရင် Gmail နဲ့ Gmail passport နဲ့ပြန်ဝင်ရမှာဖြစ်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်ကျမတို့ရဲ့ setting မှာကျမတို့တစ်ချက်ပြန်ပြီးကြည့်ကြည့်ပေးပါနော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ YouTube က storage ကဘယ်လောက်ကြာအောင်လဲကြည့်ကြည့်ပေးပါရှင်ကဲဒီမှာဆိုလို့ရှိရင် YouTube က 337.9 megabyte ဆိုပြီးတော့ပဲအဲ့လောက်ပဲကျန်မှာတော့တယ်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်အောက်မှာ comment တစ်ခုရေးခဲ့ပြီးတော့ share ပေးခဲ့ပါရှင်ကျေးဇူးတင်ပါတယ်